အင်္ဂလန်တောင်ပေါ်တိုင်းရဲ့လီဗာပူးနဲ့မန်စီးတီးပွဲကဆုံးဖြတ်ချက်ကြောင့်တတိယကမ္ဘာစစ်တောင်ဖြစ်လာနိုင်တယ်။ပရိသတ်များလုံးမဲ့မင်္ဂလာပါများ Highlight မြန်မာ Sport ရဲ့ Facebook Page နဲ့ YouTube Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ကမ္ဘာကြီးမှာနျူကလ িয়ার လက်နက်တွေရာသီဥတုဖောက်ပြန်မှုတွေကာယောဂါတွေကကြောက်စရာကောင်းတယ်လို့ခင်ဗျားတို့ထင်နေမယ်ဆိုရင်တော့မှားပါလိမ့်မယ်။တကယ်တမ်းကမ္ဘာကြီးကိုပျက်စီးစေနိုင်တာလူတွေကိုသွေးတိုးစေနိုင်တာနိုင်ငံချင်းချင်းစစ်ဖြစ်စေနိုင်တာကအင်္ဂလန်ပရီးမီးယားလိတိုင်လူကြီးများသာဖြစ်ပါတယ်။မယုံရင်လီဗာပူးနဲ့မန်စီးတီးပွဲရဲ့နောက်ဆုံးဇက်သိန်းကိုကြည့်လိုက်ကြပါ။ရုပ်ရှင်နဲ့ဘောလုံးပွဲတစ်ပွဲကိုဟောလိဝုဒ်ရုပ်ရှင်ထက်ပိုရှုပ်ထွေးအောင်နဗန်းပွဲထက်ပိုကျအောင်ဟာတာကားထက်ပိုရည်ရအောင်လို့ဖန်တီးနိုင်စွမ်းကသူတို့စီမှာပဲရှိတာဖြစ်ပါတယ်။ဇလန်ဆာရာကလီဗာပူးကိုသမားအဲလီဆန်ကစပါတယ်။နောက်ဆုံးမိနစ်တောင်းကန်ပေါ်ရတော့သူကငါးလဲတိုက်စစ်မှုလုပ်ချင်တယ်ဆိုတော့ဂိုးပေါက်ကိုစွန့်ခွာပြီးပြေးတက်သွားတယ်။သူ့ရဲ့ဂိုးပေါက်ကြီးကဟာလာဟင်းလင်းကြီးတကိုးဝင်ပါစီတော့ဆိုတော့အိမ်တကားဖွင့်ထားခဲ့တဲ့တထေးကြီးလိုပါပဲ။မန်စီးတီးကဘောလုံးဖြတ်ပြီးတော့တမန်တိုက်စစ်ဆင်လိုက်တဲ့အချိန်မှာတော့ဘောလုံးကရိုင်ယန်ချာကီစီရောက်ရှိသွားတယ်။ရှေ့မှာဂိုးသမားမရှိနေဘူး။ကွင်းကဟာလာဟင်းလင်းပဲချာကီနေနဲ့မျက်လုံးမိတ်ကန်ရင်တော့မှဝင်မဲ့အနေထားကြီးပါ။သူကန်လိုက်ပါတယ်။ဘောလုံးကလိမ့်ပြီးတော့ဂိုးရဲကိုဝင်သွားပါတယ်။မန်စီးတီးပရိသတ်တွေကဟေးကနေအော်လိုက်ကြပါတယ်။ဂွာဒီယိုလာကခုံပေါက်လိုက်ပါတယ်။ဒါပေမဲ့ဇလန်ကအရီမာတွေမပြီးခဲ့ပါဘူး။ဘောလုံးကိုရဲဝင်သွားတဲ့အချိန်မှာနောက်ဖက်မှာနောက်ထပ်ဇလန်တစ်ပုတ်ဖြစ်နေပါတယ်။အဲဒါကတော့ဆိုဘိုစလိုင်းနဲ့ဟာလန်တို့ရဲ့အချစ်ဇလန်ဖြစ်ပါတယ်။ဘောလုံးနောက်ကိုနှစ်ယောက်သားအပြိုင်ပြေးလိုက်ရင်းနဲ့ဆိုဘိုစလိုင်းကဟာလန်ကိုလှမ်းဆွဲပါတယ်။မသွားပါနဲ့ကိုရဲ့ကျွန်တော်ကိုထားမသွားပါနဲ့ဆိုတဲ့ပုံစံမျိုးနဲ့အင်ဂျီကိုဆွဲတာဖြစ်ပါတယ်။ဟာလန်လည်းအားကြမကန်ဆိုဘိုစလိုင်းကိုပြန်ဖတ်ပါတယ်။ပြန်ဆွဲပါတယ်။သူတို့နှစ်ယောက်လုံးလဲကျသွားပါတယ်။ဘောလုံးကိုဘယ်သူမှမထိလိုက်ပါဘူး။ဒါကဘောလုံးပွဲမဟုတ်တော့ပါဘူး။ရင်းနှီးနေတဲ့တိုင်တန်နစ်ဘော်က Jazz နဲ့ Rose လက်တွဲဖြုတ်မိရဖြစ်နေတဲ့အခန်းနဲ့တူနေပါတယ်။ကွာခြားချက်ကတော့သူတို့ကရေထဲပြုတ်ကြတာမဟုတ်ဘဲနဲ့မြက်ခင်းပေါ်ပြုတ်ကြပြီးတော့ဒန်လူကြီးရဲ့အနီကတ်ဆိုတဲ့ရေခဲတောင်ကြီးနဲ့တိုက်မိသွားတာဖြစ်ပါတယ်။ဒန်လူကြီး Great Paulson ကအစားလုံးကဂိုးပေးလိုက်ပါတယ်။မှန်တာပေါ့ဘောလုံးကဝင်သွားပြီ။ဒါပေမဲ့ VR ရုံခန်းတွေကသူတွေကတော့လုံးမတွေးကြပါဘူး။ဟဲကောင်တွေပွဲရပြီးတော့မယ်ဒီတိုင်းသွားရင်ပြင်းစရာကောင်းလေကွာအခုလှုပ်လိုက်ကြအောင်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပုံရပါတယ်။ VR ကပြန်ကြည့်တယ်။ Okay ဆိုဘိုစလိုင်းကဟာလန်ကိုအရင်ဆွဲတယ်။ဒါက Lesman နောက်ဆုံးလူဖြတ်တာအနီကတ်ဒါပေမဲ့ဟာလန်ကပြန်ဆွဲတယ်။နေုံဘောလုံးကလည်းဂိုးထဲဝင်သွားတယ်။ဘာလို့ဝင်ကောင်းမလဲ။နောက်ဆုံးတော့သူတို့ကအစိုးအဆုံးဆုံးဖြတ်ချက်ကိုချလိုက်ပါတယ်။နံပါတ်1ဂိုးကိုပဲဖြတ်မယ်။နံပါတ်2ဆိုဘိုစလိုင်းကိုအနီကပ်ပြမယ်။နံပါတ်3ပြစ်ဒဏ်ပေါ်ပြန်ပေးမယ်။ထမင်းစပွဲပေါ်ကဟင်းတွေအကုန်မှောက်ချလိုက်ပြီးတော့ထမင်းဆိုင်ပိုင်ရှင်ကိုပါဖမ်းသွားတဲ့ရဲသားတယောက်ရဲ့လုပ်ရက်လို့ဖြစ်ပါတယ်။မန်စီးတီးကဂိုးရတဲ့နဲ့လီဗာပူးကလူပြေး17ယောက်နဲ့ဆက်ကစားတဲ့နဲ့အခုတော့နှစ်ဖက်လုံးနစ်နာသွားတယ်။အင်္ဂလန်တိုင်းရဲ့ပါရမီကတော့တကယ်မှအံမခန်းပါပဲ။ဂွာဒီယိုလာရဲ့မျက်နှာကိုမြင်အောင်ကြည့်လိုက်စမ်းပါ။သူကဂိုးဝင်သွားပြီလေကွာဘာလို့ပြန်ပယ်ဖြတ်တာလဲလို့အော်နေပါတယ်။သူ့ရဲ့ခေါင်းပြောင်ပြောင်ကြီးကဒေါသကြောင့်หนีရဲတက်လာပါတယ်။မိတော်ပေါက်ကြတော့မလို့ဖြစ်နေတယ်။သူပြောတာမှန်ပါတယ်။ VR ကဘောလုံးရဲ့တဘာဝကိုဖျက်ဆီးနေတာတဲ့။ဘောလုံးဆိုတာကဂိုးဝင်ဂိုးပေါ့။အခုတော့ဂိုးဝင်ပြီးကမှပြန်ပယ်လူထုတ်ပြစ်ဒဏ်ပေါ်ပြန်ပေးဒါကဘောလုံးပွဲလားဥပဒေတရားရုံးလားမသေးကွဲတော့ပါဘူး။ဂွာဒီလာကဒီပွဲမှာဈေးဝယ်ပြီးတော့ပိုက်ဆန်ရှင်းကနီးကြမှပတ်စံရဲ့အလူခံလိုက်ရတဲ့သူလိုမျိုးခံစားနေရတာဖြစ်ပါတယ်။သူကဂိုးရနေပြီ။ဒါရပြန်လုသွားတာဟုတ်။ဒီဖြစ်ရက်ကိုကြည့်ပြီးတော့သုံးသက်ရရင်တော့အင်္ဂလန်တိုင်းလူကြီးတွေ PGMOL ဒါနိုင်ငံတကာဆက်ဆံရေးကိုကင်တွယ်ရမယ်ဆိုရင်ကဘာကြီးပျက်စီးဖို့တစ်ပတ်လောက်ပဲကြာပါလိမ့်မယ်။နိုင်ငံ A နဲ့ B ကစစ်တိုက်ကြမယ်။ဒန်လူကြီးကဝင်ပြောမယ်။နေအောင်နိုင်ငံ A ကဒုံးကြီးပြစ်လိုက်ပြီ။ဒါပေမဲ့နိုင်ငံ B ကစစ်သားနိုင်ငံ A စစ်သားရဲ့အင်ဂျီကိုဆွဲလိုက်လို့အဲဒီဒုံးကြီးပေါက်ခွဲတာကိုမတတ်မှတ်တော့ဘူး။ဒုံးကြီးကိုပြန်ရုပ်သိမ်းလိုက်။နိုင်ငံ B ကစစ်သားကိုတော့အနီကပ်ပြပြီးတော့စစ်ပွဲတွေကထွက်ခိုင်းလိုက်။လူဆုံးဖြတ်ချက်မျိုးတွေမြင်လာဖို့ရှိကြောင်းပါ။ငိုးမှတိုင်းနေ။အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။